ရန်ကုန်မြစ်ကိုမျက်နှာမူထားသည့်အဆောက်အဦဗစ်တိုးရီးယားကိုလိုနီပီတုကပုံစံအမြင့်14ပေကျော်ရှိမျက်နှာချက်များကျွန်းတစ်အလှဆင်ပစ္စည်းများနှင့်စက်ကျင်ကြောက်ကျဲကင်းများဝန်းရံထားပြီးရှေးအောင်ပန်ကာကြီးများမီးဆိုင်ကြီးတွေနဲ့အတူခမ်းနားစွာယနေ့ထိတည်ရှိတဲ့ရန်ကုန်မြို့က The Strand Hotel ရန်ကုန်မြို့ရဲ့အထင်ကြီးသမိုင်းဝင်အဆောက်အဦတွေထဲမှာ The Strand Hotel ကိုထိပ်တန်းအဆင့်မှာထည့်သွင်းပြောနိုင်ပါတယ်။တီထောင်ခဲ့တဲ့သမိုင်းတွေကမှအနည်းဆက်ဆုံးတီးသလောက်ကိုပြောပြရရင် The Strand Hotel ကို1900ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးမူလကဗြိတိရှလုပ်ငန်းရှင်ဂျွန်တာဦးကတည်ဆောက်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာနာမည်ကြီးလုပ်ငန်းရှင်ဆက်ကီဘရာသာများကထပ်မံဝယ်ယူစီမံခန့်ခွဲခဲ့တယ်လို့လည်းလေ့လာတွေ့ရှိရပါသေးတယ်။ဆက်ကီဘရာသာများကဒီဟိုတယ်ကိုကဘာဇော် Luxury Hotel အဖြစ်မြင့်တင်ခဲ့သူများပေါ့ပြန်လည်အသက်ဝင်လာခြင်းကိုဆိုရရင်1989ခုနှစ်နောက်ပိုင်းမှာရင်းနှီးမြှုပ်နှံသူများကပြန်လည်ဝယ်ယူပြီးတော့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာကိုအသုံးပြုပြီးဒီ The Strand Hotel ကြီးကိုထပ်မံပြုပြင်ခဲ့တယ်လို့သိရပါသေးတယ်စိတ်ဝင်စားစရာကောင်းတဲ့ဒီဟိုတယ်ရဲ့တက်တန်းဟာ125နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်ရန်ကုန်အမွေနှင့်ထိန်းသိမ်းရေးအဖွဲ့ကနေပြီးချီးမြှင့်ခဲ့တဲ့ Blue Plus ဆုကိုလည်းမြန်မာနိုင်ငံမှာပထမဆုံးရရှိခဲ့တဲ့ဟိုတယ်တစ်ခုလည်းမှတ်တမ်းဝင်ထားပါသေးတယ်ဒီ The Strand Hotel ကြီးမှာကမ္ဘာနာမည်ကြီးပုဂ္ဂိုလ်များဖြစ်တဲ့တီရီတရုတ်ဆောင်စာရေးဆရာနဲ့ကမ္ဘာပြဆက်ရေးဆရာတို့ပါလာရောက်တဲခုဘူးတယ်လို့မှတ်တမ်းတွေအရတွေ့ရှိရပါသေးတယ်မနက်ခင်း breakfast ကိုလည်းနှစ်လိုဝယ်ကောင်းတဲ့ Master Cooking တို့ရဲ့လက်ရာတွေနဲ့အတူစိတ်တန်းကျသုံးဆောင်ရမှာပဲဖြစ်ပါတယ်ဒီအခန်းရဲ့အားသာချက်တွေက luxury ဆန်နေတကယ်ကိုစိတ်ငြိမ်ပြီးတော့အခန်းလေးကိုရောက်တာနဲ့ relax ဖြစ်စေတယ်ကျယ်ဝန်းတဲ့အရာသာတင်းပြန့်တဲ့ရနံ့တွေအခန်းရဲ့ကြစ်လက်တန်ရှင်းတဲ့ပုံစံအနေအထားတွေဒါတွေကလာရောက်တဲကိုသူတိုင်းကိုအဖမ်းစားနိုင်ဆုံးပါပဲအခန်းထဲမှာသုံးထားတဲ့စတီဆိုဖာခုံစပွဲစတဲ့မီတီမီးပန်းတွေကစလို့သုံးထားတဲ့ကာလာအယောင်လိုက်ကအယောင်အစင်းတွေကစလို့တစ်လွင်တောက်ပနေပါတယ်ကိုလိုနီခေတ်ကပုံစံလို့ပြောလိုက်တာနဲ့တကယ်ကိုတိုင်းတစ်ပါးမှာသွားတင်းနေရတဲ့ vibe ကိုရစေပါတယ်တိတ်ဆိတ်ပြီးခန်းနာသက်ရက်တဲ့ The Strand Hotel မှာတေချာအနားယူခြင်းနဲ့မိတ်ဆွေတို့အတွက်ရေကူးကန်ဂျင်းစပါနဲ့ကားပါကင်လည်းလုံလောက်စွာရှိတဲ့အပြင်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာများစွာလည်းရှိနေတာမို့အမြဲဆုံးလှမ်းလာခဲ့ကြဖို့ဖိတ်ခေါ်ပေးလိုက်ရပါတယ်